အားလုံးပဲမင်္ဂလာပါရှင်ဆ iam မကြီးကလျာဝိဇ္ဇာသိပ္ပံရဲ့လွမ်းစွပ်ဖွယ်ဆောင်ဆိုတဲ့စာအုပ်လေးရဲ့ကျန်ရှိနေသေးတဲ့အပိုင်းလေးတွေကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်လွမ်းစွပ်ဖွယ်ဆောင်အပိုင်း၄အခန်း22မက်ခင်မိဟုတ်လားတော်လှထူအိုးဒီကောင်မဘယ်တော့မှဒီအိမ်ကိုမလာပါနဲ့လို့ပြောထားတာစောစောနဲ့တွေ့မှဖြစ်မယ်လို့အတင်းပြောပြီးခြံရှိမှထိုင်နေတာနဲ့ဒေါ်လှထူလာပြောရတာပါဒီကောင်မငါ့ကိုဒုက္ခပေးတော့မယ်ထင်တယ်ဒီမှာဒေါ်လှထူပြောပါစောစောနောက်ဘယ်တော့မှမလာတော့ပါဘူးလို့ကတိပေးရင်ဘလောက်ပေးရမလဲလို့သွားမေးတခါတည်းအပြက်ပြောလို့လဲပြောပါကောင်းပါပြီဒေါ်လှထူအခန်းထဲကထွက်ခွာကနေမှအော်ဒေါ်လှထူဒေါ်လှထူးကအတန်ဖြင့်မထူးတော့ပါပဲပြန်လှည့်လာပြီးနားမလဲသလိုကြည်နေ၍ကျမနဲ့သူနဲ့မှာပြဿနာရှိခဲ့ဘူးတယ်ဒါကိုသူကပြန်ရှင်းပြခြင်းလို့ဖြစ်လိမ့်မယ်ဒေါ်လှထူးသဘောပေါက်နေအောင်ပြောတာနော်ဟုတ်ကဲ့ဒါပေမဲ့ကျမသူ့မျက်နှာကိုမကြည့်ချင်ဘူးသူ့ကိုဘယ်တော့မှအတွေ့မခံနိုင်ဘူးလို့လည်းပြောခဲ့ပါဟုတ်ကဲ့ဘလောက်လိုချင်လဲတခါတည်းပြောနောက်ကိုလည်းဘယ်တော့မှမလာပါနဲ့လို့ဒေါ်လှထူးကပဲအပြက်ဆောင်ရွက်ပေးစမ်းပါဒီခင်မိဆိုတဲ့ကောင်မနဲ့ဆက်ပြီးပတ်သက်နေရရင်ကျမအသက်တိုးလိုက်မယ်ဒေါ်လှထူးစိတ်ချပါကွယ်ဒေါ်လှထူးကြည့်ပြောခဲ့ပါမယ်စောစောကနေလို့တိတ်ကောင်းတာမဟုတ်ဘူးတော်တော်ကြာသွေးတိုးနေပါအောင်မယ်တိုးနေပါပြီအခုတောင်တိုးနေပါပြီကဲမြန်သွားဒီကောင်မကလက်ရဲဇက်ရဲအတင်းဝင်လာမှဒုက္ခဘဲကဘယ်လိုပြန်ပေါ်လာမလဲမသိပါဘူးခင်မိရဲ့ဒေါ်လှထူခဏရက်ကြည့်နေရသေးသည်မိမိကိုပြောခြင်းမဟုတ်သူဟာသူညီးတွားပြောဆိုနေကြောင်းသိခွင့်ရတော့မှဒေါ်လှထူအပေါ်ထပ်မှဆင်းလာခဲ့ပြီးခြံဝသို့ပြေးမတက်ထွက်လာခဲ့ရသည်ဘာတဲ့လဲသူကခြံဝင်းတကား၏ပြင်ပရှိအုတ်တတိုင်းလေးမှာထိုင်နေရကဇက်ဆိုထပြီးဒေါ်လှထူးကိုတင်းမာမှုန်တေးစွာမေးလာသည်စောစောနေမကောင်းဖြစ်နေတယ်ဟုတ်လို့လားတကယ်ပါအတော်လေးဖြစ်နေရှာတာသူကမှားလိုက်ပါတယ်သူစေးမတွေ့နိုင်လို့ပါတဲ့အတော်ကိုမှားစရာရှိတာမှားလိုက်ပါတယ်ကွယ်ဟိုကပြောသလောက်သာဒီကိုပြန်ပြောရင်မက်ခင်မိဆိုသည့်ခက်ထန်ဟန်ရှိသောမိန်းမကမလွယ်မြပုံမို့ဒေါ်လှထူးကဖေးမပြောလိုက်ရပါ၏အတော်နဲ့ကဘာတော်လဲဘာမှမတော်ပါဘူးကွယ်အတော်ကအိမ်ဖော်ပါဟုတ်လားကျမလည်းတစ်ချိန်ကအဲ့ဒီမှာအိမ်ဖော်လုပ်ခဲ့ရတာပါပဲရှင်အိုးကျမတို့ကိစ္စကဂျားလူနဲ့ပြောလို့မဖြစ်ဘူးသူနဲ့ပြောမှကိုဖြစ်မှာအတော်ကိုသူ့ကိုယ်စားသဘောထားပြီးပြောပါသူကလည်းမှားလိုက်ပါတယ်လိုချင်တာမေးခဲ့ပါတဲ့လိုချင်တာမေးခဲ့ပါတယ်လားဟုတ်လားဟုတ်ပါတယ်သူကကျမနဲ့လုံးဝမတွေ့ချင်ဘူးတဲ့လားတွေ့နိုင်မှာမဟုတ်ဘူးသူမှနေမကောင်းတာနေမကောင်းလို့မတွေ့နိုင်တာမဟုတ်ပါဘူးကျမကိုမတွေ့ရဲလို့မတွေ့တာဖြစ်မှာပါအသက်60နာနီးနေပြီဖြစ်သောဒေါ်လှထူးကဒေါ်တင်စောကိုလေးစားစားရှိနေရဆဲဖြစ်တော်လေတစ်ချိန်ကဒီအိမ်မှာအိမ်ဖော်ဆိုသူကပြောဆိုတင်းမာရင်သီးလာကြီးလားအင်းလေသူကငါလိုစောစောရဲ့အလုတ်သမားမှမဟုတ်တော့တာဒီမှာတော့ပြောပါကွယ်ကျမနဲ့မျက်နှာချင်းမဆိုင်ခြင်းရင်ဒါမှမဟုတ်သူလှုပ်ခဲ့တာတွေကိုပါဇက်ပိတ်ထားစေခြင်းရင်ငွေ3သိန်းပေးမလားလို့မေးလိုက်စမ်းပါ3သိန်းဟုတ်လားအမလေးမျက်စွာဖျားများလာကြီးလားအဲ့ဒါရှော့တောင်းတာ10သိန်းဆိုလဲသူပေးရမှာပဲတန်တကားကြားမှဒေါ်ခင်မိဆိုသောအသက်40ကျော်50နီးပါးရွယ်မိန်းမကိုဒေါ်လှထူးအလန့်တကြားကြည့်နေမိသည်ဤမက်ခင်မိသည်တင်စောအပေါ်မှာကြီးမားနှက်ဆိုင်သောအကြောင်းအရာတစ်ခုကိုအခြေခံ၍နိုင်ခွက်တစ်ခုရှိနေသည်မှာသိကြသည်တသိန်းဆိုတာတကယ်ပြောတာလားဟင်တကယ်ပေါ့အတော်ရဲ့ကျမငွေညှစ်ဖို့လာတာတော့မဟုတ်ပါဘူးဒါပေမဲ့သူကဒီလိုရင့်လာလို့ကတော့ခင်မိတို့နဲ့တွေ့သွားပြီးမှတ်ကဲဒီမှာကွတသိန်းရရင်တကယ်ပဲနောင်ကိုတက်လုံးမနှောက်ရှက်တော့ဘူးလားဟင်တသိန်းရရင်ကျမပြန်မယ်မြစ်ကြီးနာအထိပြန်ရမှာတက်လုံးမနှောက်ရှက်တော့ပါဘူးလို့လဲအာမမခံနိုင်ဘူးစောစောကမပေးဘူးဆိုရင်ကောသူမပေးဘဲမနေဝင်ပါဘူးဟင်သူကသိန်း100လောက်ချမ်းသာနေမှာပါငွေ3သိန်းနဲ့သူ့ဘဝနဲ့ဘယ်လဲနိုင်မှာလဲ
အတော်တော့ဘာမှနားမလည်နိုင်တော့ဘူးမင်းရဲ့ဆန္ဒကိုပြောပြလိုက်မယ်လေသွားပြောပါကျမဒီကစောင့်နေမယ်ချက်ချင်းကြီးတော့ရမယ်မထင်ဘူးကွယ်အိမ်မှာလည်းရှိပုံမရဘူးဘန်တွေဘာတွေကထုတ်ချင်ထုတ်ရမှာဒီတော့နောက်နေ့မှလာပါလားကွယ်နော်နောက်နေ့သူကစဉ်းစားသလိုလုပ်ပြီးမှကျမခီးတစ်ခုသွားစရာရှိသေးတယ်ဒီလိုလုပ်ပါနောက်တစ်ပတ်လောက်ကြာရင်ကျမလာခဲ့မယ်ငွေအစင်သင်းလှုပ်ထားလို့နော်သူကတရေအိတ်မဲကြီးကိုပခုံးမှလွယ်လိုက်ပြီးပြန်သွားရန်ခြေလမ်းမိမှတခုခုကိုသတိရသွားသလိုဒါနဲ့ညိုမာရဲ့သားလေးကောဘဲကညိုမာလဲအတော်တို့ကျမတို့လိုဒီအိမ်ကြီးကအိမ်ဖော်တယောက်ပဲဒါပေမဲ့ညိုမကိုဥအောင်ကျော်စိုးကလက်ထက်ယူလိုက်တယ်လေဒီဇက်လန်ကိုတော့ဒေါ်လှထူလဲကြားပြီးသားသိပြီးသားအဲ့ဒီမိန်းကလေးသိတာကြားပြီးပဲဒါတွေကျမသိတာပေါ့ရှင်ညိုမာမွေးခဲ့တဲ့သားလေးကိုမေးတာရှင်းတန်စင်ကိုလားရှင်းတန်စင်ဟုတ်တယ်အဲ့ဒီကလေးရောရှိတယ်ခုတော့အပြင်သွားတယ်အိုးဟုတ်လားဝမ်းသာစရာပဲဟင်မခင်မီနဲ့ဘလို့ပတ်သက်လို့လဲဒီမှာတော့အဲ့ဒီကောင်လေးကိုပြောလိုက်ပါသူ့အမေကြောင့်သိချင်ဒီနေရာကိုလာခဲ့လို့သူ့အိမ်မဲကြီးဇစ်ကိုဖွင့်ပြီးစားတိုင်းမှလာထားသောတစိ့ကောင်းပါသည့်စာအိတ်အိတ်ကိုထုတ်၍အတွင်းမှစာကိုဆွဲယူထားပြီးမှပေးခဲ့သည်နောက်ထပ်ဘာမှမပြောတော့ပါပဲနှင့်ဒေါ်ခင်မိဆိုသောမိန်းမသည်နေပူထဲသို့ခြေလန်းကြမ်းကြမ်းဖြင့်ခတ်တုတ်တုတ်ထွက်သွားတော့သည်မပေးဘူးလုံးဝမပေးနိုင်ဘူးဘယ်သူမှလည်းမြင်တာမဟုတ်ဘူး तू ဘာမှလုပ်လို့မရဘူးမပေးဘူးမပေးဘူးဒေါ်တင်စောကမိသားစုထဲမှတယောက်တေဆုံး၍ငိုသလိုကိုအော်ဟစ်ငိုပါလေတော့သည်ဒေါ်တင်စောနှင့်မခင်မိဆိုသောမိန်းမနှစ်ယောက်မှတစ်ချိန်ကမကောင်းမှုတစ်ခုကိုဗျိုင်းတူဆောင်ရွက်ခဲ့ကြသည်မှာတေးကြ၏ဒေါ်လှထူလည်းရေတစ်ခွက်ခတ်တိုက်ပြီးသူ့ရင်ဖိထားသောသူ့လက်ပေါ်မှဒေါ်လှထူကထပ်၍ဖိပေးသည်လေပင်ကြောများတဖောက်ဖောက်နှင့်ခုန်လှုပ်နေ၏နှလုံးခုန်နှုံညံဆန်းစွာစောင့်တိုးနေပြီးမျက်နာတစ်ခုလုံးနီမြန်းလျက်ဒေါ်လှထူလဲဘာလို့ရမှန်းမသိအောင်ခြောက်ချာဖြစ်သွားသည့်အတွက်သူ့ရင်ဘတ်ထဲမှရှိသောဒေါ်ခင်မိ၏လိပ်စာစာအိတ်ကိုလည်းမပြဖြစ်ညူမသားလေးကြောင့်မေးသွားသည်ဟု၍လည်းဆက်ပြီးမပြောဖြစ်လိုက်ပါအခန်း23မမီနေမကောင်းဘူးလားယင်ကောင်းပါတယ်သားကြီးရဲ့ဘာမှမဖြစ်ပါဘူးဘာဖြစ်လို့လဲမမီမျက်နှာတအားညှိုးနေလို့ပါအော်ညှိုးဆိုမမီချစ်သူအားလုံးကမမီကိုစွန့်ခွာသွားကြတယ်လေကျွန်တော်ကတော့အလုပ်ပြောင်းရလို့ပါထွတ်ထိတ်ဆိုးကသူ့မိခင်ဒေါ်တင်စောဤပခုံးကိုဖတ်ပြီးဆုံးရှုံးမိသားတွေကိုထပ်ပြီးတွေးမနေပါနဲ့တော့မမီခုမိသားကိုစားမမီသဘောကျတဲ့ချွေးမကိုရတော့မယ်လေစောင်းနှင်းဝေကိုချွေးမအဖြစ်ရွေးမိတဲ့အတွက်မမီဘယ်တော့မှနောင်တရမိမှာမဟုတ်ဘူးဝမ်းသာပါတယ်မမီနောက်ဆိုရင်မမီချစ်တဲ့ချွေးမရောမမီအတွက်မြေးလေးတွေပါဝိုင်းလဲပြီးမမီဘဝပြန်လဲဆိုပြေတော့မှာပါဖြစ်ပြရစေသားကြီးရဲ့မမီရင်တွေပူရလွန်းလို့မမီပင်မလှပါပြီမမီကလည်းတော်ယုံဆိုရင်စိတ်လျှော့ပေါ့စိတ်လျှော့တယ်ဆိုတာမမီကကြီးအလျှော့ပေးလို့မရဘူးသားကြီးရဲ့ဟိုဘက်ကလည်းလျှော့ပေးမှဆိုပါတော့ဟိုကောင်ရှင်းဆိုရင်မမီပြောလဲခံပေါ့မမီကကြွေးထားရတာပဲခုတော့ပြန်ခံကြည့်တာတို့မမီနဲ့ဝေးအောင်ရှောင်နေတာတို့မလုံနဲ့ပေါ့ရှင်းကိုဥပက္ခာပြုပါလို့တာတောင်းပန်ထားတယ်လေသူ့ကိုတာခေါ်သွားလို့ရတယ်ဒါပေမဲ့အိမ်မှာယောက်ျားလေးတယောက်ရှိတော့ကောင်းတာပေါ့မမီနဲ့ဒေါ်လာထူနှစ်ယောက်တည်းစိတ်မချလို့ပါရှင်းတန့်စင်နဲ့ပတ်သက်လို့ကတော့သူလဲဒီရွယ်ထိရောက်လာပြီးစိတ်လျှော့လိုက်ပါတော့မမီရဲ့လျှော့ပါမယ်သားကြီးရဲ့မမီအချစ်ဆုံးသားကြီးရဲ့စကားကိုမမီနားထောင်ပါမယ်တကဘာလုံးမှာရှိသောလူသားပေါင်းစုံတို့အတွက်အစိုးညစ်ဆုံးသောမိန်းမတယောက်ဖြစ်နေစေကမူသူသည်မိခင်တယောက်ဖြစ်လာသည့်အခါသူ့သားသမီးအပေါ်မှာအကောင်းဆုံးမိန်းမတယောက်ဖြစ်သွားမှာသိကြသည်ဒေါ်တင်စောသည်သူ့သားကြီးနှင့်ပတ်သက်လာလျင်ဂုဏ်ယူသောစိတ်အပြည့်နှင့်မျက်နိုး
ချစ်ရှာသည်တားကြီးထွတ်ထိပ်ဆိုအတွက်ဆိုလျင်ဒေါ်တင်တင်စော၏ဒေါသအပေါင်းလဲချုပ်ငိမ့်သည်နှမျောတွန့်တူခြင်းများလဲပျောက်ဆုံးသည်ဤသို့မိခင်ကသူ့အပေါ်ချစ်မြတ်နိုးရှာကြောင်းထွတ်ထိပ်ဆိုသိပါ၏မိသားစု၄ယောက်အချမ်းအယံအတိုင်းဝိုင်းပစ္စည်းဥစ္စာပြည့်စုံစွာဖြင့်နေလာခဲ့ရပြီးနောက်မှာခင်မွန်းကဆုံးသမီးကစွန့်ပစ်လိုက်ရဘလို့မှသူမြစ်တာထား၍မရနိုင်သောရှင်းတန့်စဉ်နှင့်အတူနေရခြင်းစသောမိခင်ကြီးရင်ပန်းလျားမှုများကိုသိရှိသဖြင့်ထွတ်ထိပ်ဆိုးကဒေါ်တင်တင်စောကိုအသေးစိတ်ဂယုစိုက်ရှာသည်သွေးချိန်ပေနှကြက်နှင့်စမ်းသက်ကြည့်အားစေးထိုးစသောဆရာဝန်အတတ်ပညာနှင့်ပြုစုယုံသားမကရော့မမီဖို့ဆိုကကော်ပြန်ကျော်စိတ်သားကင်စသောဒေါ်တင်တင်စောကြိုက်တတ်တာလေးများကအစသူပြန်ရောက်လာချိန်တိုင်းမှာဂယုတစိုက်ဖြစ်ဝယ်လာပေးတတ်သည်ဘသူတွေဘာပဲပြောပြောထွတ်ထိပ်ဆိုအတွက်တော့အမြင့်မြတ်ဆုံးမိန်းမချစ်ခင်မြတ်နိုးစရာအကောင်းဆုံးမိခင်တူဖြစ်ပါပေသည်ဒါနဲ့မမီကတနင်္ဂနွေနေ့ကျဘာဝတ်မှာလဲဇင်းမယ်လုံးကြီးပဲဝတ်မယ်လေသားကြီးရဲ့မင်္ဂလာဆောင်တဲ့နေ့ကြမှာပဲလွန်း200ကြိုးကြီးကျိတ်အစ်စ်ဝယ်ဝတ်မယ်ဇင်းမယ်ကဘာရောင်လဲမမီရောင်စုံရှိတယ်သားကြီးကဘာဝတ်စေခြင်းလို့လဲမမီကြိုက်တာပဲဝတ်ပါနှင်းဝေဝေကအဖြူရောင်ဝတ်မှာတဲ့နှင်းဝေဝေကဘာဝတ်လှမှာပါအန်ဒီအေးတို့ကတားအတွက်လုံကြီးပါသူတို့ကဝယ်ပေးကြတယ်မမီအေးလေလူရင်းချင်းဆိုတော့ဘယ်အတွက်ကြပါမလဲသူရောကိုရောကိုသားသမီးအတွက်လူပြီးအချိန်ကုန်ခံကျင်နေကြတာမမီပြောလိုက်ရင်ပြောတာပေါ့သားရဲ့နှင်းဝေဝေရဲ့အဖွာဒေါ်နှင်းခင်ထားခဲ့တဲ့အမွေတွေကစိတ်တွေကိုမနှဲဘူးပြီးတော့နှင်းဝေဝေကတိတ်လှတယ်ပညာလဲတက်တယ်သဘောလဲကောင်းပါတယ်မမီရဲ့အေးလေသားတို့ချင်းကလည်းရင်းနှီးပြီးသားချစ်ပြီးသားချစ်တယ်ဆိုပေမဲ့သားရောသူရောအခုချိန်ထိအရင်တုန်းကလိုပဲမောင်နှမအဖြစ်နဲ့ချစ်ကြတာလို့ထင်တာပဲဒါတွေမလိုပါဘူးမယူရသေးခင်မောင်နှမလိုချစ်ကြမယ်လက်ထပ်ပြီးတော့အိမ်ထောင်သည်တွေလိုချစ်ကြမှာဒေါ်တင်တင်စောဤ theory မှန်ရဲ့လားဆိုတာစောင့်ကြည့်ရမှာပဲဟုထွတ်ထိပ်ဆိုတွေးနေမိသည်ဦးငိမ့်ဝေတို့အိမ်မှာပဲစိစက်ပွဲလုံးမှာမို့လူသိပ်များများမဖိတ်ပါဟုစိတ်ကူးခဲ့တော်လဲဒေါ်တင်တင်စောနှင့်တီးခဲ့ကျွမ်းခဲ့ရင်းနှီးခဲ့သောအထက်တန်းအရာရှိကြီးများတထေးကြီးများကိုဒေါ်တင်တင်စောတယောက်မကြံလိုက်၍ဖိတ်ဖြစ်၏တာဤစိစက်ပွဲအတွက်ဒေါ်တင်တင်စောဂုံယူဝင့်ကြွားစွာအပျော်ကြီးပျော်နေခဲ့သဖြင့်ဒေါ်ခင်မိဆိုသောမိန်းမကိုပင်မေ့လျော့နေခဲ့မိသည်ဒေါ်ခင်မိအနေနှင့်ဘာအထောက်အထားဘာတက်သေးမှမရှိသည့်အတွက်ဘာမှမလုပ်နိုင်ပါဟု၍လဲခိုင်မာစွာယုံကြည်ထားမိသည့်အတွက်ကြောင့်လဲဖြစ်ပါ၏ဒေါ်တင်တင်စော၏စိတ်အာယုံကသားကြီး၏စိတ်ဆက်ပွဲပေါ်မှသာတည်ရှိနေသည်လေလူနှစ်ယောက်ကားတစ်စီးနှုံနှင့်ကြွရောက်လာကြသဖြင့်ဟိုဘက်ခြံထဲမှာကားရက်စရာနေရာမရှိတော့လောက်အောင်ကားတွေကြက်ညက်နေသည်တစ်လွင်တောက်ပသောဝစ်စုံများနှင့်အားလုံး၏မျက်နှာများမှာပြုံးရွှင်နေကြသည်အိမ်ကိုကြည့်ထားဘဲမှမသွားနဲ့ဆိုသောဒေါ်တင်တင်စော၏အမိန့်အရရှင်းတန့်စဉ်တယောက်တည်းကြံရစ်ခဲ့ရသည်ထွတ်ထိပ်ဆိုးကနက်နက်ကြီးကလေးကပိုးလုံးကြီးအသစ်နှင့်တိုက်ပုံအဖြူကိုလက်ကကင်ပြီးဟိုဘက်ခြံသို့ကူးနှင်သွားသည်ဒေါ်တင်တင်စောကလည်းစိန်တွေတီးနေအောင်ဝစ်ပြီးမြင်ရခဲ့သောအပြုံးမျက်နှာနှင့်ပဝါကြီးစုံချပြီးဟိုဘက်ခြံသို့လမ်းလျှောက်သွား၏မိဖို့ကြောင့်အတွက်အကူအညီပေးရန်ဟုဆိုကဒေါ်လှထူးလဲသွားနှင်နေပြီစကားတံများရီမောတံများဇွန်းတံပကံတံများနှင့်ဟိုဘက်ခြံကြီးမှာစီဝေတိုက်မြိုက်နေသလောက်ဒီဘက်ခြံမှာတော့တယောက်တည်းရှင်းတန့်စဉ်တယောက်တည်းပါအထီးကျန်ဆိုသောတတ်မှတ်မှုကိုပြေဝစွာခံယူလိုက်ရချိန်မှာအားငယ်ဝမ်းနည်းမှုတို့ကြီးစိုးလွန်းလာ၍စောက်တီယာမဲလောက်အောင်ခြောက်ခြောက်ချာချာဖြစ်သွားခဲ့ရသည်မမဝေရေခါတိုင်းဆိုဒီဘက်အိမ်မှာဒုက္ခနှင့်ကြုံတိုင်းမမဝေစီရှင်းပြေးသွားနေကြယခုတော့မမဝေစီကိုရောက်နိုင်ဖို့အစည်းအတားများစွာကိုကြော်လွှားနိုင်စွမ်းမရှိတော့ပါလားမမဝေရင်ထဲကရောနှုတ်ကပါတအားကျုံအော်လိုက်ပြီးအပေါ်ထက်သို့ပြေးတက်လာခဲ့သည်စောင်းနှင်းဝေဝေတို့အိမ်ဘက်အချမ်းကိုလှမ်းမြင်ရသောပရင်းတကားကိုတွန်းဖွင့်လိုက်သည်ဒီဘက်ကနှစ်ထပ်တိုက်ဟိုဘက်ကတစ်ထပ်တိုက်မှုအပေါ်စီးမှလှမ်း၍မြင်ကွင်းရ၏အဖြူရောင်စားဝမ်းဆက်နှင့်နှင်းစီဖြူတွေဝေနေအောင်ပန်ထားသောမမဝေကိုလက်တွဲလျက်အကိုထွတ်ကဧည့်သည်တွေကိုနှုတ်ဆက်လို့ဟ
အိုးတိတ်လာတဲ့မမဝေရဲ့မျက်နှာလေးလည်းပြုံးလို့အခါတိုင်းမမဝေရဲ့အပြုံးမျက်နှာလေးကိုမြင်ခွင့်ရပြီးသည်နှင့်ရင်တွင်မှတောကခတ်သိမ်းငိမ့်ခဲ့ဘူးပါလျက်ယခုမြင်ရသောမမဝေ၏အပြုံးသည်ဆုံးရှုံးခြင်းအပေါင်းကိုတည်ယူ၍သူ့ရင်ကိုဖြိုခွဲဝင်ရောက်လာသလိုရှင်ခံယူလိုက်ရသည်မမဝေနှင့်ဝေးပြီးဆိုသောအသည့်သည်နှလုံးသားဗဟိုမှမီးတောင်တစ်ခုပေါက်ကွဲသလိုပူလောင်ပြင်းပြစွာစိတ်စိတ်အမွှားမွှားကွဲသွားပြီရှင်းကိုမမပြောစရာရှိတယ်မမဝေကိုလူတစ်ယောက်နဲ့ပေးစားဖို့စိတ်ဆက်ခြင်းလို့တဲ့ကိုထွတ်နဲ့အဲ့ဒါရှင်ဘလို့သဘောရလဲဟင်မမဝေအလေးအနက်ထားပြီးသူ့ကိုအရင်ဦးမေးခဲ့စဉ်ကဘာကြောင့်များယူနန်ပေါ်ကြောင်ပြီးဒီပြင်လူနဲ့လားလို့လန့်သွားတာပဲအကိုထွတ်နဲ့ဆိုကောင်းတာပေါ့ရှင်းနဲ့လည်းမခွဲရတော့ဘူးလို့ဒီပါဇက်ကဖြေလိုက်ရတာလေရှင်းဘာမှတော့နားမလဲဘူးဒါပေမဲ့တကယ်နားလေတာတခုတော့ရှိတယ်အဲ့ဒါကမမဝေနဲ့ရှင်းမခွဲနိုင်ဘူးရှင်းကိုမမဝေနားလေပေးပါနော်ဟူသောသေးသိမ်နှိမ်ညံ့ဖြင်းနှိုးလာသည့်ဒသနာမဲ့စကားစုကိုဘာကြောင့်ဆိုဖြစ်ခဲ့ရတာလဲအေးမမဝေနားလေယူလိုက်ပါမယ်ရှင်းကမမဝေကိုထွတ်နဲ့သဘောတူတယ်လို့မမဝေခန့်ငေါ့ငေါ့ပြောစဉ်ကဘာကြောင့်များဒီကိစ္စကိုသဘောမတူပါဘူးလို့မချေဖြတ်ခဲ့မိတာလဲမမဝေသည်မိမိဘက်စီးအတွင်းကရက်လျက်မိမိဆန္ဒကိုရယူနေပါလျက်ဟိုဘက်စီးသို့တွန်းပို့ခဲ့မိသူကငမိုက်သားငရှင်းကိုယ်တိုင်လေမမဝေကိုထွတ်ကိုမပြောနဲ့နတ်သားတစ်ပါးနဲ့လက်ထပ်မဲဆိုရင်တော့ရှင်းမကျေနပ်တော့ဘူးမမဝေကဘသူ့ကိုမှမချစ်ရဘူးမမဝေကိုဘသူမှမချစ်ရဘူးမမဝေကိုဘသူမှမပိုင်ဆိုင်ရဘူးရှင်းမဲပိုင်ဆိုင်ခြင်းနဲ့ရှင်းမဲပိုင်ဆိုင်ပြရစီမမဝေရဲ့မမဝေကိုလေရှင်းချစ်တယ်အရန်ကိုတေမလောက်ချစ်တယ်ဗျာတန်နိုင်ကိုကြစ်ပါအောင်ဆုပ်၍စို့နှင့်ကြေကွဲစွာပြောရင်းမျက်ရည်တွေအဆက်မပြတ်ကျဆင်းလာသောရှင်းတန့်စဉ်အဖြစ်ကိုသူ့မမဝေအပါဝင်ဘသူမှမတိကြမမြင်ကြမတွေ့ကြပါရှင်းတန့်စဉ်ဆိုသည်ကဥပိ္ပခာပြုခံထားရသည့်တယောက်သေးသောအထီးကျန်သမားလေးပဲလေအခန်း24မနေ့ကတော်တော်မောသွားလားညီမလေးမောတော့မမောပါဘူးလာတဲ့ဧည့်သည်တွေအစင်မပြေမှာဆိုလို့စိတ်ပင်ပန်းသွားတာပါအားလုံးစင်ပြေသွားတယ်လာတဲ့လူကြီးစုံတွေအားလုံးပျော်နေကြပုံရတယ်နော်တပြုံးပြုံးနဲ့သူတို့တွေကဘာဆိုင်လို့ပြောရမှာလဲလို့နင်းဝေဝေဘက်ကပြောပေးတာဖြစ်မှာပေါ့ဘာအော်ဒီကောင်မလေးရမယ်ယောက်ျားကချောလိုက်တာဆိုပြီးကိုနော်လာပြီးမင်္ဂလာယူမနေနဲ့စတာမဟုတ်ပါဘူးကွာတကယ်ပြောတာကဲစိတ်ဆက်ပြီးစားဆိုသောအခြေအနေကိုမေ့လျော့စွာငယ်စိတ်ငယ်ကျင့်အတိုင်းကိုတအားထူးထဲပြစ်လိုက်မိသည်တကယ်နာသွားပုံရတော့လဲပို၍ပင်ပြုံးရွှင်စွာဖြင့်သူများတွေပြောတာထက်အန်နီအေးတို့မာမီတို့ပြောနေကြတာပိုပြီးစိတ်ချမ်းသာစရာကောင်းတယ်နော်ညီမလေးဟုတ်တယ်အန်နီစောတအားပျော်နေပုံရတယ်ဒီနေ့လိုရေပြုံးပျော်ရွှင်နေပုံမျိုးအရင်ကမမြင်ဘူးနော်ဘာပဲဖြစ်ဖြစ်ပေါ့ညီမလေးရဲ့မာမီကိုတနာတယ်ကိုတို့ကြောင့်မာမီပျော်နေတာကြည်နူးစရာပဲနော်နှင်းဝေတို့ကြောင့်လူကြီးမိဘတွေစိတ်ချမ်းသာနေကြတယ်ဆိုတာကောင်းပါတယ်လေဟုတ်တယ်နော်တဦးကိုတူပိုင်ဆိုင်ရန်ကြိုတင်ခွင့်ပြုချက်ရယူထားသည့်နေ့မျိုးမှာနှလုံးသားစကားတစ်လုံးမှမပြောကြပါပဲနဲ့ဒါနဲ့နင်ရှေ့နေလိုက်ဖို့ကိစ္စတွေကမပြီးသေးဘူးလားနင်လိုက်တဲ့အမှုတွေထောင်ဘယ်နှယောက်ကျသွားပြီလဲကိုနော်သိချင်လို့ပါဟာအမှုကြီးတွေတော့ဘယ်လိုက်ခွင့်ရအောင်မှလဲဒါနဲ့နင်တော့နေ့တိုင်းသွားနေရတာပဲတရားရုံးချုပ်ရှေ့နေလိုင်စင်ရတော့မှာမို့ပါဟင်ဟိုတလောကပဲရှေ့နေလိုင်စင်ရပြီးပြီဆိုဟုတ်တယ်အရင်ရတာကအထက်တန်းရှေ့နေအခုရမှာကတရားရုံးချုပ်ရှေ့နေဘာတွေလဲဟာဘာတွေရမှာလဲဥပဒေပညာဆိုတာလွယ်တယ်မှတ်လို့လားကမ္ဘာပေါ်မှာဥပဒေပညာရှင်ဆိုတာတိတ်တန်မိုးရှိတယ်လူတိုင်းကလေးစားရတာလေးစားပါတယ်ခမညာစက်ပြောစမ်းပါတကယ်မသိလို့ပါ LNB ဘွဲရပြီးရင်ရှေ့နေလိုက်စားလို့မရသေးဘူးလားဘယ်ရမှာလဲအနည်းဆုံးလုံသက်9နှစ်ရှိတဲ့တရားရုံးချုပ်ရှေ့နေတူဦးစီမှာအလုပ်တင်ရှေ့နေအဖြစ်နဲ့တစ်နှစ်ဆင်းရတယ်။အော်တို့ဟောက်စာချင်းခေါ်တဲ့အလုပ်တင်ဆရာဝန်တစ်နှစ်ဆင်းရတယ်လို့ပေါ့။ဒါပေါ့ပြီးတော့ရောအဲ့ဒါချိန်ပါဆင်းတယ်လို့ခေါ်တယ်။တစ်နှစ်ပြီးရင်တရားရုံးချုပ်မှာလိုင်စင်လျှောက်ရပါတယ်။တရားရုံးချုပ်ကလိုအပ်တယ်လို့စီစဉ်ပြီး
GP လို့ခေါ်တဲ့အထက်တန်းရှေ့နေလိုင်စင်ထုတ်ပေးတဲ့အခါမှာကိုလိုက်ပါခြင်းနဲ့မျိုးနဲ့တိုင်းစတာတွေဖော်ပြပြီးအဲ့ဒီတရားရုံးတွေမှာအမှုလိုက်ခွင့်ရပါပြီadvocate ဆိုတဲ့တရားရုံးချုပ်ရှေ့နေမဟုတ်သေးဘူးပေါ့နော်မဟုတ်သေးပါဘူးအထက်တန်းရှေ့နေဆိုတာကတရားရုံးချုပ်မှာအမှုလိုက်လို့မရသေးပါဘူးလုံးသက်တစ်နှစ်ပြည့်ပြီးတဲ့အခါမှာလိုအပ်တဲ့စာရွက်စာတမ်းတွေတရားရုံးချုပ်ကိုရှောက်တင်ရပါတယ်ရှောက်ရပါတယ်တရားရုံးချုပ်ကလိုအပ်တယ်လို့စီစစ်ခွင့်ပြုပြီးတဲ့အခါမှာတရားရုံးချုပ်ရှေ့နေများကောင်စီကိုဝင်ကြီးနဲ့နှစ်စဉ်ကြီးများပေးသွင်းပြီးတဲ့အခါကြမှာသာတရားရုံးချုပ်ရှေ့နေလိုင်စင်ထုတ်ပေးပါတယ်နှင်းဝေကအားလုံးပြည့်စုံပြီငွေလဲသွင်းပြီးပြီလိုင်စင်ရဖို့လဲနှီးပါပြီရှေ့နေလှုပ်ရှားမလို့လားလှုပ်ရှားခြင်းတိုင်းရတာမှတ်လို့ကို့အရေးချင်းရအမှုသေးသေးလေးတွေကနေအမှုကြီးအထိရှောက်လဲလာနိုင်မှာပေါ့ကိုရဲ့နေနဲ့ဖြစ်ပါမလားဟာစောင်းနှင်းဝေကိုယ်တိုင်လဲရှေ့နေကောင်းတယောက်ဖြစ်ရမည်ဟုကိုမယုံရဲသေးရှေ့နေကောင်းတယောက်ဖြစ်လာဖို့ကဥပဒေကြီးညက်ရမည်စကားတက်ကြွရမည်လက်လာပမြင်ရမည်ဖြတ်ထိုးညံရှိလက်မြင်ရမည်ဖြတ်ထိုးညံရှိရမည်တစ်ဖက်ဤဟာကွက်ကိုဓာတ်ခနဲထောက်ပြနိုင်ရမည်အုံနောက်ကပြေးနေရမည်ပြီးတော့အတွေ့အကြုံရှိရမည်ဒါတွေစောင်းနှင်းဝေမှာမလုံလောက်မပြေစုံသေးပါထွတ်ထိတ်ဆိုးကလည်းသူ့ကိုတရားခွင်မှာရှောက်လဲချက်ပေးနေနိုင်သည့်ရှေ့နေမလေးအသွင်မမြင်နိုင်ပဲကလေးတယောက်လိုမြင်နေသေးပဲလေအေးလေကိုတက်ထားတဲ့ပညာနဲ့လှုပ်ရှားလို့ရရင်တော့အကောင်းပေါ့အမှန်တော့တရားရုံးတွေအမှုတွေတရားခံတွေတရားလိုတွေနဲ့ပတ်သက်ခြင်းစိတ်ကြောင့်ဝါသနာကြောင့်မဟုတ်ပါဆယ်တန်းအောင်စင်ကမိယာအမှတ်အရလောဆိုသောဥပဒေတန်းကိုတက်ခွင့်ရသဖြင့်ဝါသနာအရမဟုတ်ပဲအမှတ်ကြောင့်တက်ဖြစ်ခဲ့ခြင်းဖြစ်သည်စောင်းနှင်းဝေလိုဥပဒေကျောင်းသူများတပုံတပင်ပါပင်လူသေးကောင်တို့သွေးတန်ရဲတို့မကြည့်ရဲပါပဲလျက်အမှတ်ကလည်းမိဘကလည်းကြွားခြင်းသဖြင့်စေးကြောင်းတက်သွားရသူတွေဒူးနှင့်ဒီအင်ဂျင်နီယာတိတ်ဖြစ်ခြင်းပါလျက်ဖြစ်ဖို့လည်းအရေးချင်းရှိပါလျက်နှင့်ဆယ်တန်းစာမေးပွဲမှာအမှတ်ကလေးတစ်မှတ်နှစ်မှတ်ဖြင့်ကဲ့၍ကြံရစ်ခဲ့ရသောသူတွေလည်းလက်ညှိုးထိုးမလွယ်ကိုဝါသနာပါရမဟုတ်ပဲအမှတ်မီယာလောက်ရသောစနစ်ဤတားကောင်များစွာထဲမှာစောင်းနှင်းဝေလည်းတူအပါဝင်နှင်းဝေညီမလေးအဲ့ဒီလောက်ကိုမလုပ်ပဲနေလို့ရရင်လဲကိုနဲ့လိုက်နေပေါ့လှုပ်ချင်တယ်ဆိုရင်လဲဒီမှာပဲနေလေညီမလေးသဘောပဲလူကြီးတွေဆန္ဒလဲမေးပေါ့ဟုတ်ကဲ့ကိုကလည်းခွင့်စေပြီးနှက်ပြန်ပြန်ရတော့မှာလက်ထက်ခံဒီမှာပဲခွင့်ယူတော့မယ်လေလက်ထက်ဘုတ်ကလည်းတစ်လနဲ့3ရက်ပဲလူတော့တာရက်နီးမှပဲကိုလာခဲ့တော့မယ်လိုအပ်ရင်တော့ဖုန်းဆက်ခေါ်ပေါ့ဟုတ်ကဲ့ကိုမာမီလိုအပ်တာလေးပါကြည့်ပြီးကူညီလိုက်ပါနော်ညီမလေးစိတ်ချပါထိုနေ့ကနောက်ဆုံးခွဲခွာကန်ဒီအထိကိုမခွဲခြင်းပဲခွဲသွားရမှာကိုချစ်ရလားရင်ဆိုတော့စကားမျိုးတစ်လုံးတစ်ခွန်းမှမပြောကြပါပဲနဲ့စောင်းဝင်လာပြီနော်ညကြအနှွေးတယ်ဝေးအိတ်တိလားကားမပါပဲသွားရင်လည်းထီယူသွားနေပူမိရင်ဖျားနေအောင်မယ်ဆိုတော့တန်ရောစင်မြစ်တာစကားများကိုသာကိုဆိုဤရမတ်နှင့်ဖွဲ့စည်းသောအချစ်စကားမျိုးတခွန်းမှပြောကြားမသွားပါအခန်း25ဟဲ့ကောင်လေးရှင်ထမင်းစားလေဘဲနဲ့တနေကုန်အိတ်နေတာလေကျွန်တော်မစားချင်လို့ပါကြီးတော်လာတူရဘာဖြစ်လဲနေမကောင်းဘူးလားကောင်းပါတယ်ဗျဒါဖြင့်စောဆူထားလို့လားသူကတော့ဝက်တီပါကွယ်ကဲလာပါထမင်းစားရအောင်ကျွန်တော်လုံးဝမစားဘူးဗျထပ်မခေါ်နဲ့ဒါဖြင့်လဲပြီးရောတော့စေတနာနဲ့အကောင့်ခေါ်တာဒေါ်လှထူရှင်းတန့်စင်အနားမှခွာဤရှင်းကမျက်နာပင်လှဲ့မလားလှဲ့လို့ကလည်းမဖြစ်ရှင်းဤမျက်နာမှာမျက်ရည်တွေအပြည့်နှင်းလေဒေါ်လှထူအခန်းဝရောက်ပြီးမှပြန်လှည့်လာပြီးအေးလေငါလဲဟိုဘက်အိမ်မှာမင်္ဂလာကိစ္စနဲ့အလုပ်ရှုပ်လို့မေ့နေမိတယ်။ဘာလဲဗျာမင်းအမေကိုမင်းမှတ်မိလားအရေးတယ်ဘာတွေလာမင်းနေရလဲမီးတွင်းထဲမှာတေးတာပါဆိုမှအေးနေအောင်မက်ခင်မိဆိုတဲ့မိန်းမတယောက်လာသွားတယ်ညိုမာရဲ့သားလေးရှိလားတဲ့ဒေါ်ညိုမာဆိုသည်မှာမိခင်ဖြစ်ကြောင်းသိပြီးသားမို့ရှင်းတန့်စင်ခေါင်းထောင်မိသည်သူ့အမေကြောင့်သိခြင်းရင်သူ့စီလွတ်လိုက်ပါဆိုပြီးလိပ်စာပေးသွားတယ်ရှင်းတန့်စင်ကခေါင်းစွန်းနဲ့မျက်ရည်များကိုတုပ်ပြီးရုပ်ခနဲထားလိုက်၏ကျွန်တော်အမေကြောင့်ဟုတ်လားအမေသေးတာကျွန်တော်တက်ရှိပြီပဲအမေကြောင့်ဘာပြောစရာရှိမှလဲမင်းအမေမသေးခင်ကကိစ္စဖြစ်မှာပေါ့ကြည်ရတာတော့ထူးထူးခြားခြားကိစ္စတစ်ခုရှိခဲ့ပုံရတယ်ဘယ်သွားရမှာလဲပြောနေအောင်သူလိပ်စာပေးခဲ့တယ်
ဒေါ်လှထူးကအခန်းထဲမှထွက်သွားပြီးမကြခင်မှာပဲစာအိတ်အိတ်ကင်လာပြီးပေးသည်ဒေါ်လှထူးနှင့်ရှင်းသန့်စင်တို့နေရသည်ကအောက်ထက်မိဖို့ဆောင်ထိတ်နားမှအခန်းတစ်ခန်းကိုတယောက်တစ်ခန်းစီနေကြရသည်အိမ်ရှိဆိုဖာမှာရှင်းသန့်စင်ထိုင်ခွင့်မရှိတိုက်ကြီး၏အပေါ်ထက်သို့တက်ခွင့်မရှိတဲ့သူလေခုပဲသွားမယ်ဗျာတန်းတခြင်းကြေကွဲခြင်းလွမ်းဆွခြင်းဆိုသောအသေးကွဲဝေဒနာအပေါင်းကိုခံစားနေရချိန်မှတခုခုကိုထလုပ်ခြင်းလောက်အောင်ပောက်ကွဲမတက်ခံစားနေရသဖြင့်ဒေါ်လှထူးပေးခဲ့သောစာအိတ်ကလေးကိုဖတ်ကြည့်ပြီးအင်ကြီးအိတ်ထဲသို့ကောက်ထဲကခြံထဲသို့နောက်ဖေးတကားမှထွက်ခဲ့သည်မမဝေတရားရုံးသို့သွားနေချိန်ဆိုသည်ကိုသိပါလျက်နှင့်မမဝေ၏အိမ်ဆိုသောအသည့်ဖြင့်တန်းတလွမ်းဆွစွာကြည်လျက်ရှင်းသန့်စဉ်ခြံပြင်သို့ထွက်ခဲ့သည်ပြင်ပ၌နေသည်ချစ်ချစ်တောက်ပူနေ၏ရှင်းသန့်စဉ်ရင်သည်လည်းနေနှင့်အတူပူပြင်းလောင်မြိုက်စွာအရာရာကိုအခဲမကြေစွာမကြေနက်စွာခံပြင်းစွာဖြင့်ဒေါ်ခင်မိဆိုသောမိန်းမကြီးရှိရာသို့ရှင်းသန့်စဉ်ရောက်ဖြစ်လာတော့သည်အလုပ်တွေပြီးနေလို့အိမ်ပြန်မအိပ်နိုင်ပါဟု၍သူ့တပည့်လေးတယောက်ဆာလာပို့ကလေးကဥအောင်ကျော်စိုးအပေါ်မှာဒေါ်တင်တင်စောတန်ရရှိနေခဲ့သည်ယခုတော့ဘူးပေါ်သလိုပေါ်ခဲ့ပြီတာယာကုန်းရက်ကွက်ကငှားထားသောအိမ်လေးတစ်လုံးမှာဥအောင်ကျော်စိုး၏မိန်းမကလေးမွေးတော့မယ်တဲ့အဲ့ဒီမယငယ်နာမည်ကညိုမာတဲ့တိကျသောသတင်းစကားကိုကြားလိုက်ရပြီးချိန်မှာဒေါ်တင်တင်စောရှော့ရသွားသလိုခံစားလိုက်ရသည်လုံးဝမထင်မှတ်မမျှော်လင့်သောသတင်းစကားမှုဒေါ်တင်တင်စောပထမသတိမေ့မတက်ကြောင်သွားပြီးမှဟင်ညိုမာတဲ့လားဒီကောင်မငါ့အိမ်ကထွက်ပြေးသွားပြီပဲဘလို့ဖြစ်ကုန်ကြတာလဲဘယ်အချိန်ကညားသွားကြတာလဲဥအောင်ကျော်စိုးရဲ့မရတဲ့လားဒီခိုင်းစိန်မကငါနဲ့မရပြိုင်ချစ်ချင်တဲ့လားတင်စောတဲ့ဟေ့တစောတဲ့ရှိတယ်အသက်ချင်းလဲပြစ်လိုက်မယ်နော်ဒါမျိုးလှုပ်လို့ရယူလားမြမစကားဝေါ်ဟာရတွင်ရှိသမျှသောရုပ်ရင်ကြမ်းတမ်းမှုအပေါင်းကိုဒေါသတန်ကြီးနှင့်ရေရွတ်ဆဲဆိုပြီးပရင်းဝမှာတောင့်ကြီးသွားရက်လျက်ငါဘာလုပ်ရမလဲဒီကောင်မကိုဘာလုပ်သင့်တယ်လဲဘာမှမလုပ်သင့်ဘူးတခြားနည်းနဲ့ဘလို့မှဖြေရှင်းလို့မရဘူးသေပါစေတော့ကလေးမွေးရင်မချိမဆက်သေသွားစမ်းပါစေပတ်ဆက်ရုံမာစွာကျိန်ဆဲပြီးအကြံတွေတအားညှစ်ထုတ်နေသည်တကူလုံးချွေးတွေနစ်ပြီးမျက်လုံးကြီးအပြူသားနှင့်တောင့်ကြီးရက်နေရမှာမခင်မိဟုတ်ကဲ့မမညိုမအိမ်မှာဒေါ်အေးရှင်ဆိုတဲ့အဖွားကြီးစောက်ရှောက်နေတယ်လို့ပြောတယ်ဟုတ်ကဲ့မမစောညီမိမ့်မလဲပဲအေးအဲ့ဒီအဖွားကြီးကိုပထုတ်ပြီးဒေါ်အေးရှင်နေရာမှာညီဝင်နေစမ်းဖြစ်ပါမလားမမရဲ့ဟေ့ငွေနဲ့ရှင်းရင်အားလုံးပြီးတယ်ငါဆန္ဒအတိုင်းညီးလဲတယ်လို့လုပ်ပေးစမ်းငွေဘလောက်ကုန်စမ်းပါစေမခင်မီတို့ဥမြူးသွား၏မခင်မီတို့ကလူလဲပဲငွေရမယ့်အလုပ်မျိုးဆိုဘာပဲလုပ်ရလေထိုအချိန်ကမှောင်ခိုကုန်ကူးခြင်းလုပ်ငန်းကိုလုပ်ကင်နေရမှနှစ်ကြိမ်အဖမ်းခံလိုက်ရသဖြင့်ငွေထုတ်ပေးသူကနောက်ထပ်မခိုင်းတော့၍ရအလုပ်လုပ်နေရခြင်းဖြစ်သည်အိမ်မော်များနှင့်အမြဲတမ်းပြဿနာတက်နေသောဒေါ်တင်စောမှာအမြဲအိမ်နေသူကိုမငားတော့ပဲအဝိရှော်ပကံစေးကျန်းတိုက်ဖုံတုပ်စသောအလုပ်ကိုလုပ်ရန်မခင်မီကိုငှားထားရမှလူရည်လဲပြီးအိမ်ရှင်၏အထာကိုတည်သောမခင်မီကိုဒေါ်တင်စောသဘောကျစွာခင်မင်နေချိန်လဲဖြစ်၏နေ့လည်နေခင်လှုပ်လာလှုပ်သောမခင်မီကိုဥအောင်ကျော်စိုးမမြင်ဘူးပေကျမနီကျမဟန်နဲ့တွားပြီးဒေါ်အေးရှင်ဆိုတဲ့မိန်းမကြီးကိုဖယ်ထုတ်သူ့နေရာမှာခင်မီတို့ကအစားဝင်ဒီလိုမဟုတ်လားဟုတ်လိုက်တာမခင်မီရဲ့ဒီကောင်မနားမှာကို့လူရင်းရှိနေတော့သတင်းစုံကြားရသိရတာပေါ့စိတ်ချမမစောအပိုင်တာဝန်ယူလိုက်ပြီးနောက်နေ့မှာပင်တာယာကုန်းသို့ရောက်လာပြီးမခင်မီမိတ်ဖွဲ့ဖြစ်၏ဒေါ်အေးရှင်နှင့်ရင်းနှီးအောင်ပေါင်း၏ရိုးသားသူများကိုစီးအောင်ရသည်မှာလွယ်ကူလှချေသည်အတော့တူမလို့ပြောပေးပါကျမနေစရာမရှိလို့ကူညီပါတော့ရဲ့ရော့အတော့အတွက်ငွေ900ဒေါ်အေးရှင်ကပျော်ရွှင်စွာအလောက်ကထွက်ပြီးမခင်မီကိုသူ့ကိုယ်စားထားရစ်ခဲ့ပါသည်ဟုပြောဆိုကငွေ900ပိုက်လျက်ဒေါ်အေးရှင်ထွက်သွားသည်မှာယနေ့ထက်ထိနောက်ထပ်မတွေ့ရတော့ပေမမခင်မီရဲ့ကျမဒီဆေးကိုမတောက်ချင်ပါဘူးဒါပေမဲ့ကျမဘိုက်ထဲကသားလေးအတွက်ပါကျမမစားချင်ပါဘူးဒါပေမဲ့ကျမလွယ်ထားရတဲ့သားလေးအတွက်ပါဟူ၍မမြင်ရသေးသောရင်သွေးအတွက်မေတ္တာကြီးမားစွာထားရှိနေရှာသောညိုမာ
ညိုမယောက်ျားကတိတ်ကယူဆိုင်တာပဲအသက်ချင်းတော့ကွာသားနော်သူ့မှာများကြီးသားကြီးရှိပါတယ်မက်ခင်မီရဲ့အိုးအေးဘာဖြစ်လဲကိုကိုလည်းတရားဝင်ယူထားတာပဲမရက်ပြိုင်ပေါ့အခွင့်အရေးကြဒန်းတူရမှာပဲဒီလောက်အထိမမှန်းရဲပါဘူးရှင်သူ့မိအားကြီးကတိတ်ကြောက်စရာကောင်းတာဟုတ်လားဟုတ်တယ်ဦးလေးလည်းကြောက်ပုံရတယ်ဒါကြောင့်ညိုမကိုဆေးရုံမှာမွေးမခိုင်းရဲဘူးတော်ကြာတိသွားရင်ဆေးရုံမှာလာပြီးညိုမကိုဒုက္ခပေးမှာအဆက်ခွဲမှာစိုးလို့တဲ့ဒီအိမ်လေးမှာတော့လုံခြုံတယ်ဟုတ်တာပေါ့ကွယ်တိတ်လုံခြုံတာပေါ့မက်ခင်မီဤကောက်ကျစ်စင်းလဲသောအပြုံးကိုညိုမလုံးဝမယိမ့်မိရှာညိုမမပြောနဲ့ဦးလေးဒါဒေါ်လေးမအေးရှင်ရဲ့တူမလေးဒေါ်လေးကနေမကောင်းလို့တောခဏပြန်သွားတယ်ညိုမအတွက်အဲ့ဒီမမခင်မီကိုထားပေးခဲ့တာအေးကောင်းတာပေါ့ကွယ်ဒေါ်ရေးရှင်ကလူကြီးဆိုတော့တိတ်အားနာနေရအောင်မယ်မက်ခင်မီဆိုတော့အတော်ပဲဒီမှာမက်ခင်မီလိုတာပြောနော်လာကတိုးလိုချင်လည်းပြောညိုမကိုသာဂယူဆိုင်ကြားလားဟုတ်ကဲ့ပါရှင်မက်ခင်မီကညိုမကိုအစွမ်းကုန်ဂယူဆိုင်ပြသလိုဒေါ်တင်တင်စောကိုလည်းသတင်းပို့ရသည်သတင်းကတခါသာပို့နိုင်၏ညိုမမွေးဖွားဖို့ရက်တွေနီးလာပြီးမို့အနားကခွာလို့မရဒီလိုနှင့်ညိုမဘိုက်နာလာသည်ဥအောင်ကျော်ဆိုရုံးသို့ဖုန်းဆက်၍အကြောင်းကြားလိုက်ပြီးသည်နှင့်ကားကိုဒရက်ချမ်းမောင်းကရောက်ရှိလာသည်တာဦးပင်မဲ့ငယ်ရွယ်သူမို့လားမသိလွယ်လွယ်ကူကူပင်မွေးဖွားနိုင်ခဲ့ပါ၏မွေးဖွားပြီးသောအထက်တန်းသူနာပြုဆရာမကလည်းအလွန်ကျွမ်းကျင်စွာနားလည်ပါလျက်ဥအောင်ကျော်ဆိုကဆရာဝန်ခေါ်လာသေးသည်မိခင်ရောကလေး၏ကျန်းမာရေးကိုပါစစ်ဆေးပေးသည်ညိုမကိုအားစေးထိုးစေသည်ဦးလေးရဲ့တားလေးရတာညိုမပြောလိုက်တာအေးပါကွယ်တားကလည်းညိုမရုပ်ကလေးတအားချောတာပဲညိုမလေးတားလေးအိတ်နေတာကိုကြည့်ပြီးတနာလိုက်တာရှင်ပွေတာတော့တားလေးနာသွားမှဆိုလို့ရွရွလေးချီပြီးဖွားဖွားလေးနမ်းမိတယ်ညိုမမိခင်စိတ်ဝင်ပြီမိခင်ဖြစ်ရတာညိုမဝမ်းသာလိုက်တာညိုမတကောင်ကြွက်မဟုတ်တော့ဘူးညိုမသွေးညိုမသားညိုမမျိုးဆက်ညိုမကိုပွားလေးရပြီတားလေးကိုဖတ်ထားရတာအားတွေရှိလိုက်တာဦးရဲ့သူတို့သားမိသားဖ3ယောက်ကိုကြည့်ပြီးမက်ခင်မီစီတို့ပါကြည်နူးမှုကူ၏ဒေါ်တင်တင်စောထံတို့ပင်သတင်းမပို့ခြင်းတော့ပါပို့လည်းမပို့ဖြစ်သည်မှာကြာပြီဖြစ်ချင်တော့ညိုမာမီးဖွားပြီးဒုတိယနေ့မှာဦးလေးတစ်ပတ်လောက်ခီးထွက်ရမယ်ညွန်ချုပ်ကိုယ်တိုင်ကတာဝန်ပေးလို့ပါသွားပါညိုမာနေကောင်းပါတယ်မက်ခင်မီညိုမာကိုအထူးဂရုစိုက်ပါနော်စိတ်ချပါရှင်ဦးအောင်ကျော်ဆိုဒီနေ့လိုခရီးထွက်ပြီးသည်နှင့်နောက်နေ့မှာတာယာကုန်းရက်ရှိညိုမာနေထိုင်ရာအိမ်လေးစီသို့ရောက်ရှိလာသူကဒေါ်တင်တင်စောကိုတိုင်မြမထုံတန်းစင်လာရာမိဖွာပြီး3ရက်ပြည့်သောနေ့သည်မိနေတဲ့ဤသွေးတစ်လောင်သည့်နေ့အရေးကြီးသည့်နေ့မထိတ်ရမလန့်ရမငိုရသည့်နေ့ညိုမာကြီးဒုက္ခပါပဲမမစောလိုက်လာတယ်တော့အမလီညိုမာကြောက်တယ်မမခင်မီရဲ့ဒီမိန်းမကြီးကိုညိုမာကြောက်တယ်မက်ခင်မီကိုညိုမာကအားကိုးတကြီးဖတ်ထားချိန်မှာအခန်းဝါမှဒေါ်တင်တင်စောဘွားကနေပေါ်လာသည်ခတ်သိမ်းသောဒေါသအပေါင်းတို့စုဝေးပေါင်းဆောင်ရာသူ့မျက်နှာကြီးမှာနီမြန်းလျက်မျက်တောင်ကြီးနှင့်အပြူးသားကြီးလျက်သူကလည်းဇက်ဇက်တုံလို့ညိုမာလည်းဇက်ဇက်တုံလို့ဒေါ်တင်တင်စောကရင်ပွင့်ထွက်သွားမတက်ဒေါသလုံးစောင့်နေခြင်းကြောင့်ဇက်ဇက်တုံဤညိုမာကတော့သွေးရတိတ်နေနေချိန်မှာအလွန်မင်းကြောက်ရွံ့သွားသဖြင့်ဆက်ဆက်တုံနေခြင်းဖြစ်သည်။အော်ခင်မိညီးကပါဒီကောင်မဘက်ကပါနေပြီလား။ဟင်မဟုတ်ရပါဘူးမမစောရဲ့မဟုတ်ဘူးဆိုရင်ညီးအပြင်ထွက်နေစမ်းဘာသတင်းမှမရဘူးဒါကြောင့်ကိုစိုးကိုလည်းခီးထွက်သွားရောငါကိုယ်တိုင်လိုက်လာခဲ့တာကျမလည်းတော်စမ်းညီးအပြင်ထွက်နေငါဒီကောင်မနဲ့စင်းရှင်းစရာရှိတယ်အမလေးမမခင်မီညိုမာအတင်းဆွဲတော်လဲမက်ခင်မီကအတင်းယုံပြီးအခန်းပြင်ထွက်သွားသည်ကြောက်ပါပြီမမရဲ့ကျမသားလေးကိုဘာမှမလုပ်ပါနဲ့နော်ဘာကျမသားလေးလဲငါလင်ကိုခိုးပြီးရထားတဲ့မကောင်းဆိုးဝါးလေးကိုငါလေပင်ညစ်တက်ပစ်ချင်တယ်သိလားချမ်းသာပေးပါကျမသားလေးကိုဘာမှမလုပ်ပါနဲ့နော်နင့်သားရောနင့်ကိုရောအမှုန့်ဖြစ်သွားအောင်ငါခြေထောက်နဲ့နင်းချေခြင်းနဲ့ဟဲ့သိရလားဒေါ်တင်တင်စောက
နက်ကျန်းဝင်သည်ဆိုသောနက်ဝင်တဲ့တယောက်လိုတဇက်ဇက်တုံလျက်ထမိန်ကိုလက်နှစ်ဖက်နှင့်မပြီးခြေစုံကြွ၍ဇုံခုံထဲလိုက်သည်အမလေးသားလေးကိုပွေယူရန်လက်လှမ်းရာကလက်ကလေးကြော့ခွေသွားပြီးညိုမာအီလေးပုံကြကမေ့လဲသွားတော့သည်ဟင်ကျုံမအစေခံမလင်ခိုးမကဲဟဲခွေကြမေ့လဲနေသောညိုမဘေးမှခေါင်းအုံးကိုယူကာဒေါသရှိန်နှင့်အမျှညိုမမျက်နာကိုခေါင်းအုံးနှင့်စင့်ငါရိုက်ပြီးညိုမမျက်နာပေါ်ခေါင်းအုံးတင်ကသူ့အားကြီးနှင့်တအားတက်ဖိလိုက်ချိန်မှာဆိုသောညိုမဤမရှိမဆန့်အတန်ကိုကြားလိုက်ရပြီးနောက်မှာညိုမငြိမ်ကျသွားတော့သည်ခွေးမကြီးသူကျွန်တော်အမေကိုတတ်လိုက်တာပေါ့ဟုတ်လားဟုတ်တယ်ခမကြီးကရောဝင်မဆွဲဘူးလားရဲကိုမတိုင်ဘူးလားဒီမိန်းမကြီးကိုရောမဖမ်းကြဘူးလားဟင်စိတ်ငြိမ်ထားအတော်ပြောပြမယ်ငါတူရှင်းတန့်စင်ဤတကူလုံးချွေးတို့ဖြင့်နစ်ရွှဲနေသည်အန်တင်းကြိတ်ပြီးဒေါ်ခင်မိကိုကြည်နေ၏ဒေါ်တင်စောဟာလာတော့ကတော့ညိုမကိုတက်ပစ်မယ်ဆိုတဲ့ရွေချက်နဲ့လာတာမဟုတ်ဘူးဒါပေမဲ့ဒီကိုလိုက်လာပြီးညိုမကိုသူတွေးလိုက်ရတော့သူ့ဒေါသကိုသူမထိန်နိုင်ပဲဖြစ်သွားတာပဲခေါင်းအုံနဲ့ရိုက်ပင်မဲ့ညိုမာကတိတ်အားနဲ့ကြောက်လန့်နေတဲ့မီးနေတယ်ဆိုတော့အိုးဘာပဲဖြစ်ဒီတရေမကြီးကျွန်တော်အမေကိုတတ်တာဒီမိန်းမကြီးတတ်တာဟုတ်တယ်ငါတူသူတတ်တာပဲပထမညိုမာကမေ့ုံမေ့နေတာသူခေါင်းအုံနဲ့ဖိလိုက်လို့တေသွားတာခမကြီးကရောဘာလို့ဝင်မတားတာလဲပြန်ပြောတော့တာကြာတာအဖြစ်ပြက်ကတိတ်မြန်သွားတယ်10မိနစ်လောက်ပဲကြာမှာညိုမာလဲငြိမ်သွားရောသူလဲလန့်သွားပုံရတယ်သူကငါလာတာဘသူ့ကိုမှမပြောနဲ့နော်ဒီကိစ္စညီကြည့်လောက်လိုက်ပါလိုတလောက်ငွေငါစီလာတောင်းကြားလားငါသွားတော့မယ်ဆိုပြီးလစ်ပြေးသွားတာပဲသူကကားနဲ့လာတာမဟုတ်ဘူးတယောက်တည်းရှောက်ဝင်လာတာနေရာကလည်းမြို့ပြင်ကခြံတွေဆိုတော့သူလာတာဘယ်သူမှမတွေ့လိုက်ကြဘူးအဲ့ဒီတော့ကအတော်ကလည်းမိုက်မဲစွာစဉ်းစားမိခဲ့ပါတယ်ဒေါ်တင်စောညိုမကိုတတ်သွားတယ်လို့တိုင်လိုက်ရင်သူလည်းအဖမ်းခံရမယ်ငါလည်းအကျိုးမရှိဘူးဒီကိစ္စကိုဖုံးထားလိုက်ရင်ငါအတွက်အကျိုးရှိမယ်ဆိုပြီးဒေါ်တင်စောနဲ့ကိစ္စကိုဘာမှမပြောဘဲညိုမမေ့လဲသွားတယ်ဆိုပြီးခြံနီးနားချင်းကိုပဲခေါ်လိုက်တယ်ဒီတော့ကအလောင်းစေးုံပို့တယ်ဆိုတာလဲခစ်မစားသေးဘူးလူသေးရင်အလောင်းစင်အိမ်မှာပဲပြင်ကြတာလူတက်မှုလို့တန်တရားဖြစ်ရင်တော့အလောင်းကိုစစ်ဆေးခိုင်းကြမှာပေါ့အခုတော့မီးနေတဲ့တွေးတက်သေးတယ်လို့အဲ့ဒီတရက်ကွက်လုံးတရွာလုံးကယူဆပြီးအားလုံးဝိုင်းကူညီကြတယ်ဦးအောင်ကျော်စိုးကိုအကြောင်းကြားပြီးစောင့်ရလို့9ရက်ထားလိုက်ရတယ်အလောင်းကအနံ့ထွက်လာလို့ခေါင်းသွင်းလိုက်ရတော့ပူဆိုးတာပေါ့ကွယ်ဖုံးဖိပြီးသားဖြစ်သွားတာပေါ့ဦးအောင်ကျော်စိုးလဲငိုလိုက်တာလေသူကိုယ်တိုင်ကတန်တရားမရှိတော့အလောင်းကိုလည်းမီးတကြိုလိုက်တာကိစ္စပြက်ပြီပေါ့ဦးအောင်ကျော်စိုးဟာတန်ယုံတွေမှာကလေးထိန်လှုပ်ဖူးတဲ့အကောင်းဆုံးနာနီကိုငှားပြီးသားကိုကြည့်ရှုစေတယ်ခမ ्या ကရောအတော်ကတော့ဘာရမလဲဒေါ်တင်စောစီသွားတာပေါ့သူကညီးကြောင့်ငါအမှုမပတ်တာပါဆိုပြီးငွေ9000ထုတ်ပေးတယ်အတော်က1000ပေးရမယ်လို့တောင်းတယ်နောက်မလာတော့ပါဘူးလို့ဂရိပေးရင်ပေးမယ်တဲ့ပေးမယ်လို့လည်းပြောလိုက်ရောငွေ1000လဲပတ်ခနဲရတာပဲအဲ့ဒီငွေ1000ပိုက်ပြီးမန္တလေးတက်သွားတာမှောင်ခိုအဆက်အသွယ်တွေနဲ့ကြောက်လိုင်းကူးသွားတယ်အတော်လေးအဆင်ပြေပြီးအတော်အိမ်ထောင်ကြတယ်လောဘကတက်လာပြီးဘိန်းဖြူဘက်လှဲ့တယ်လားရှိုးဘက်တက်ပြီးဘိန်းဖြူအချမှာအဖမ်းခံရတယ်ထောင်9နှစ်ကြာသွားတယ်လေထောင်ထဲနေရတာကြာတယ်ထင်တာအပြင်မှာတော့အချိန်တွေကုန်မြန်လိုက်တာနော်ညိုမသားလေးတောင်19နှစ်ရှိသွားပြီအတော်လဲထောင်ကထွက်လာရောယောက်ျားကနောက်မိန်းမယူပြီးခြေရဖြောက်သွားပြီလေဒါနဲ့အတော်လဲအတော့အတွက်ငွေတွင်းကြီးရှိရာဒေါ်တင်စောစီကိုပြန်လာခဲ့တာပဲခမ ्या ကြီးတို့တိတ်ရုပ်မှာကြပါလားငါကငွေမက်တာတခုတည်းမင်းမေတေရတဲ့ကိစ္စမှာငါမပါဘူးညိုမကိုတတ်တာဒေါ်တင်စောညိုမကိုတတ်တာဒေါ်တင်စောညိုမကိုတတ်တာဒေါ်တင်စောတက်ပြစ်တာညိုမတယောက်တည်းဘယ်ဟုတ်ပါမလဲ
ရှင်းတန်စင်မှာပါတယ်လေအမိမဲဘဝနဲ့သူ့ရဲ့လွှမ်းမိုးမှုအောက်မှာတဘဝလုံးအဆုံးခံခဲ့ရတယ်ဒေါ်တင်တင်စောဟာညိုမာရဲ့အသက်ကိုတတ်တယ်ရှင်းတန်စင်ရဲ့ဘဝကိုတတ်တယ်ဤအတိတရားများဖြင့်မွန်းတဲ့နေ၏အပူလန်းတိုင်းရှင်းတန်စင်ပြန်လာခဲ့သည်ခေါင်းထဲမှာရောကိုယ်ထဲမှာရောနှလုံးသဲပုတ်ထဲမှာပါပွက်ပွက်ဆူပူလောင်နေ၏အလံဝေးကွာလှသောနေရာတစ်ခုကိုဘလို့အလင်းနှုံးနဲ့ပြန်လာခဲ့မိသည်မသိအပြင်ကပြန်လာလင်စောင်းနှင်းဝေဝေတို့ခြံကိုအရင်ဦးတွေ့ရသည်မမဝေရေခြံဝမှလှမ်းအော်မိသည်ရင်ထဲကအပူခဲတွေကိုဖွင့်ခွဲထုတ်ပြခြင်းသည်အဖြစ်ပြက်အလုံးစုံကိုမမဝေအားပြောပြမည်မမဝေအတန်ကိုမြင့်ခေါ်လိုက်တော့ဒေါ်အေးမြင့်ရီတိုက်ထဲမှထွက်လာသည်ဘလို့ဖြစ်လာတာလဲရှင်ဒီအချိန်နှင်းဝေဝေဘလို့လောက်ရှိပါမလဲတရားရုံးသွားနေတယ်လေကျွန်တော်မမဝေကိုပြောစရာတိတ်အရေးကြီးနေတယ်မမဝေနဲ့တွေ့မှကိုဖြစ်မယ်ကျွန်တော်လိုက်သွားခြင်းနဲ့ဒီမှာရှင်းတန်စင်ဒေါ်အေးမြင့်ရီကတခါမှမတင်းမာဘူးသောမျက်နှာထားနှင့်တင်းမာစွာကြည့်ပြီးပြတ်သားစွာပြော၏နှင်းဝေဝေနဲ့ပတ်သက်ပြီးမင်းဘာတွေခံစားနေရတယ်ဆိုတာငါသိတယ်အေးဒါပေမဲ့မင်းဟာမင်းကြိုက်တဲ့လောက်ခံစားပါသမီးနဲ့တော့မပတ်သက်ပါနဲ့တော့မကြခင်မင်းကိုရဲ့ဇနီးဖြစ်တော်မဲ့သူကိုမင်းဆက်သွယ်ပြောဆိုဖို့လုံးဝစိတ်မကူးပါနဲ့တော့ကွယ်ဒါပါပဲပြန်တော့ရှင်းတန်စင်စကားဆုံးသည်နှင့်တိုက်တွင်းသို့ပြန်လှည့်ဝင်သွားသောဒေါ်အေးမြင့်ရီကိုအကြာကြီးရက်ကြည့်နေမိသေးသည်ဘာမှပြန်ပြောခွင့်မရလိုက်ရလိုက်သည့်တိုင်အောင်လဲသူ့မှာပြောစရာစကားမရှိပါအသည့်တစ်ခုသာရလိုက်သည်ဒေါ်အေးမြင့်ရီ၏အမိန့်အရချစ်မြတ်နိုးလာစွာသောမမဝေကိုအသက်ထက်ဆုံးစုံစည်းဆက်ဆံခွင့်မရှိပါတဲ့မမဝေရဲ့မမဝေဆိုတာရှင်းရဲ့ဘဝပါရှင်းရဲ့အသက်ဝိညာဉ်ပါရှင်းရဲ့တီးခြားအလှပဆုံးကဘာလေးပါအခုဒီကဘာလေးပြတ်သုံးပြီဘဝပြောက်ပြီဒီတော့ရှင်းတန်စင်ဆိုတဲ့ကောင်ရဲ့အသက်ဝိညာဉ်ရှင်တန်နေလို့ရောဘာအဓိပ္ပာယ်ရှိမှလဲဘာလို့တော့မှလဲစောင်းနှင်းဝေဝေတို့၏ခြံရှိမှတွေ့တောင်းတောင်းကြီးရက်နေပြီးမှဒီဘက်ခြံသို့ခြေလန်းကြမ်းဖြင့်ပြန်လျှောက်လာခဲ့သည်ထုံးစံတိုင်းခြံဤဘေးမှပတ်ပြီးနောက်ဖေးဘက်မှသူ့အခန်းရှိရာသို့ပြန်လာခဲ့ပြီးဟိုမိမကြီးရောဒေါ်လှထူးကရှင်းကိုလှမ်းကြည့်ပြီးနောက်သို့ခြေတလန်းဆုပ်လိုက်သည်အမလေးဟဲ့ဘလို့ဖြစ်လာတာလဲတရေတပတ်စီးလာတာကြာနေရပဲနင်းရုပ်ကလည်းဟိုမိမကြီးကောလို့ကျွန်တော်မေးနေတယ်အပေါ်ထက်ကသူ့အခန်းထဲမှာအိတ်နေမှာပေါ့ဘာလို့မလို့လဲတတ်မလို့ကောင်လေးဘာဖြစ်နေတာလဲချွေးတွေတန်တွေနဲ့သွားအဝတ်စားသွားလဲပြီးနားလိုက်အောင်ဒေါ်လှထူးကလျှက်စစ်မီးဘိုပေါ်မှာရေနွေးအိုးဆူနေသဖြင့်မီးခလုတ်ပိတ်ဓာတ်ဘူးဖွင့်ပြီးရေနွေးထည့်နေ၍မျက်စိကြီးကမရွှေ့လျားအားပကံစင်၏အပေါ်မှာတားလီဓားများတန်းစီရှိနေသည့်အထက်ကဓားတစ်ချောင်းကိုယူလိုက်သည်စတီဓားဖြစ်တော်လဲကြက်သွန်လီးသည့်အရွယ်မှုသေးသည်ရှင်းတန်စင်ကနေရာမှာပြန်မထားအနီးရှိစပွဲပေါ်သို့ပစ်ချလိုက်ပြီးနောက်ဓားတစ်လက်ကိုဆွဲထုတ်ပြန်သည်ဓာပြားကြီးတော်လဲဥချုံမပါ၍ပစ်ချပြန်သည်ဒုတိယဓားပစ်ချချိန်မှာဒေါ်လှထူးဓာတ်ဘူးလဲပြေးပြီးမို့အဖုံးမပိတ်မီလှဲ့ကြည့်ဖြစ်သည်ဟဲ့ဓားတွေဘာလို့မလို့လဲလူတက်မလို့ပါဆိုကောင်လေးလဲယူများနေသလားတော့မသိပါဘူးသွားရေမိုးချိုးစေစမ်းဟေးနင်းကြည့်ရတာကြောင်ချွေးရုပ်ကိုပေါက်လို့ရှင်းတန်စင်နှင့်ဒေါ်လှထူးတို့ကအဆင့်တူအတူနေသည်တွေမို့တရင်တနီးရှိကြပြီးသားအလွန်နူးညံ့သိမ်မွေ့ပြီးကြောက်ရွံ့ငိမ်ကုတ်စွာနေလေးရှိသောရှင်းတန်စင်ဤလူတက်မလို့ဆိုသောစကားကိုဒေါ်လှထူးကနည်းနည်းလေးမှအလေးမထားမိလူတက်ရအောင်လဲဒီအိမ်မှာနေကြသူတို့၃ဦးပဲရှိကြသည်လေဒေါ်လှထူးကဓာတ်ဘူးကိုလက်နှစ်ဖက်ဖြင့်ကင်ပြီးနောက်ဖေးခန်းနှင့်ဆက်ထားသောထမင်းစားခန်းရှိရာတစ်ဖက်သောတကားပေါက်မှဝင်သွားချိန်မှာရှင်းတန်စင်ကနောက်ဖေးခန်းမှအိမ်ရှိခန်းသို့ထွက်ရာတစ်ခုသောတကားပေါက်မှထွက်သွားသဖြင့်တဦးနှင့်တဦးသတိထား၍စောင့်မကြည့်လင်မြင်နိုင်စရာအကြောင်းမရှိပေရှင်းတန်စင်သည်ဥကြုံပါသောဓားသွားအပြားအကြီးဆုံးတစ်ချောင်းကိုစုပ်ကင်လျက်ဖေဖေဦးအောင်ကျော်ဆိုဆုံးမိမှတခါမှတက်ခွင့်မရှိခဲ့သောအပေါ်ထက်သို့သူတက်လာခဲ့သည်အပေါ်ထက်၌အိတ်ခမ်း၃ခမ်းရှိ၏ပင်မအခန်းကြီးထဲ၌ဒေါ်တင်တင်စောရှိနေသည်မှာသိကြသည်အားသိမ့်နေနေချိန်မှာယွန်ကြောက်ထိတ်လန့်စွာမွန်းကျက်စွာမရှိမဆန့်အသက်ထွက်သွားရရှာမိခင်
ဒေါ်ညိုမာဤရုပ်သွင်းကိုမှန်းဆမြင်အောင်လာချိန်မှာဓားကိုပို၍ကြစ်ကြစ်ပါအောင်စုပ်ကင်လိုက်သည်ခက်ဟဟလေးဖြစ်နေသောတကားကိုခြေနှင့်တွန်းကန်ပစ်လိုက်ပြီးအခန်းတွင်းသို့ဝင်လိုက်သည်တကားကိုခြေနှင့်ပင်ပြန်၍ကန်ပိတ်လိုက်၏ဟဲ့ဘာလဲနင်းဒေါ်တင်တင်စောသည်ကြောက်လန့်ခြင်းမဟုတ်သေးပဲအံ့ဩခြင်းမယုံကြည်နိုင်ခြင်းအကြည့်များနှင့်အိယာပေါ်မှကြည်နေစေမှာပင်ခမည်းကျုပ်အမေကိုလည်းတတ်တယ်ကျုပ်ဘွားကိုလည်းတတ်တယ်ခုခမည်းကြီးကိုကျုပ်ပြန်တတ်မလို့ခက်ကြဲအော်ရင်ဓားမြောက်ကရှေ့သို့တိုးလာလေမှဒေါ်တင်တင်စောမယုံနိုင်လောက်အောင်အလန့်ကြီးလန့်လျက်မဟုတ်ဘူးမလက်နှစ်ဖက်ကိုကာ၍တုံရင်လှုပ်ရမ်းရင်ပြောလိုက်သောအတန်ကပြာ၍လေချောင်းဝမှတက်နေသည်အမလီပထမတစ်ချက်ဓားကိုစိုက်ချလိုက်တော့လက်မောင်းအတွင်းသားနှင့်နံကြားကိုထိုးမိ၏ဒုတိယအချက်ကဝမ်းဖိုက်ပေါ်ဓားဆွဲနှုတ်လိုက်တော့သွေးတွေဘွမ်းကနေအန်ထွက်လာသည်လောဘဒေါသများဖြင့်တကူလုံးဖွဲ့စည်းထားသောဒေါ်တင်တင်စော၏ကိုခန္ဓာကြီးမှာငဖယ်လူးသလိုဆက်ခုံတွန့်လှန်လူးလွန်နေ၏ရှင်းတန်စင်ကကိုဆွဲလန်လိုက်ပြီးရင်ဝတက်ကိုအားကုံစိုက်ထိုးချလိုက်တော့မှဟူသောရင်ကောင်းတန်ကြီးတစ်ချက်ထွက်ပြီးငြိမ်ကျသွားတော့သည်ထိုဖြစ်ရက်က3မိနစ်မျှပင်မကြာလိုက်အချိန်တိုတော့လဲညူမာတေတုံးကလိုမညင်သာသွေးတွေပွက်ဆူလျက်တွန့်လင်ကောက်ကွေးစွာမချိမဆန့်တေဆုံးသွားရပြီးချိန်မှာအပေါ်ထက်ကဘာတန်ပါလေဟူ၍နားဆွင့်ရင်ဒေါ်လှထူးတက်လာချိန်မှာအရာအလုံးပြီးဆုံးလွန်မြောက်သွားနှင်လေပြီဟင်သွေးတွေနင်းတကူလုံးသွေးတွေဟိုမှာလဲစောသွေးတွေအိုင်ထွန်းလို့ဒေါ်လှထူးကကြောင်ပြူးကြီးနဲ့ရောင်ရမ်းပြောဆိုလိုက်ပြီးမှအဖြစ်မှန်ကိုလုံးဝသိရှိသွားကအမလေးတော့လာကြပါအောင်တော့ဒီမှာလူသက်နေလို့လာကြပါအောင်အခန်း26နနက်3နာရီထိုးပြီးအပြင်မှာနှင်းတွေတိတ်သေးစွာကြာနေ၏နှင်းပွင့်နှင်းဆက်လေးတို့တိရွက်ပေါ်ကြတဲ့တဖြောက်ကိုဂီတတန်စင်တစ်ခုလိုမခံစားနိုင်အားခြောက်ချားပွဲခြေတံများလိုအထိတ်တလန့်ရင်ခုန်စရာညဦးမှယခုအချိန်အထိစောင်းနှင်းဝေတမေးမှမအိပ်ရသေးအိပ်ဆက်သွားနိုင်လောက်အောင်လဲနှလုံးသားကမငြိမ်သက်လှုပ်ရှားနေသောနှလုံးသားသည်အပူဇက်များကိုတစ်စက်ပြီးတစ်စက်ချွေချနေသလိုရင်ပြင်တစ်ခုလုံးအပူလှိုင်းတွေမောက်ကြွနေပြီရှင်းတန်စင်မောင်လေးဘာလို့လှုပ်ရတာလဲဘာဖြစ်လို့ဒီအထိဖြစ်သွားရတာလဲမယုံလိုက်တာမဝေမယုံချင်လိုက်တာရှင်းလေးဟာရက်ဆက်တဲ့လူသက်သမားတယောက်ဖြစ်သွားလိမ့်မယ်လို့ရှင်းကိုတိတ်နားလေတဲ့မဝေဘလို့ယုံကြည်လက်ခံရမှာလဲရှင်းရဲ့ညနေကမေကိုယ်တိုင်ဖုန်းဆက်ခေါ်တော့လဲတရက်ခွင်မှာရောက်နေ၍ဖုန်းနဲ့အလွဲချော်ဖြစ်သွားခဲ့ရသည့်အတွက်ပြန်ချိန်တန်သည့်ညနေ9နာရီကျော်မှာစောင်းနှင်းဝေပြန်ရောက်လာတော့ရှင်းကိုလည်းဖမ်းသွားကြပြီအလောင်းကိုလည်းဆေးရုံသို့ပို့လိုက်ကြပြီအနီးဝန်းကျင်ခြံမှလာရောက်ကူညီဆောင်ရွက်ကြသူများလည်းပြန်လည်၍နေသားတကြဖြစ်ကုန်ကြပြီဒေါ်လာထူးကတော့အိမ်မှာကိုထွတ်ကိုတော့သက်ဆိုင်ရာမှအမြန်နီးနှင့်အကြောင်းကြားလိုက်ပြီးပြီမို့ယနေ့ညယထာနှင့်ပါလာနိုင်ပါလိမ့်မည်ညနေကစောင်းနှင်းဝေပြန်ရောက်လာပြီးနောက်မှာအားလုံးတားနေသည့်ကြားမှာပင်စောင်းနှင်းဝေအငှားကားတစ်စီးနှင့်ထွက်လာခဲ့သည်ရှင်းတန်စင်ကိုချုပ်ထားရာရဲစခန်းသို့ရောက်လာခဲ့ပြီးသက်ဆိုင်ရာရဲရာရှိကိုတရားခံ၏အမတော်ဆက်ပါကြောင်းရှေ့နေတူလည်းဖြစ်ပါကြောင်းပြောဆိုကတွေ့ခွင့်တောင်းလိုက်သည်ရဲရာရှိကလည်းတွေ့ဆုံရန်ခွင့်ပေးပါလျက်ဝမ်းနေပါတယ်ခင်ဗျာတရားခံကဘသူ့ကိုမှမတွေ့ချင်ပါဘူးတဲ့တွေ့ချင်သူဟာစောင်းနှင်းဝေပါလို့ပြောရင်သူကျင်းသေးအတွေ့ခံမှာပါရှင်ပြောလိုက်ပါတယ်မင်းကိုလာတွေ့တာဒေါ်စောင်းနှင်းဝေလို့ သူကဘာတဲ့လဲဟင်ကျွန်တော်ဘသူ့ကိုမှမတွေ့ကျင်တော့ဘူးတဲ့ပြီးတော့ဖြောင့်ချက်ပေးဖို့လဲစီစဉ်နေကြလို့ရှင်ဖြောင့်ချက်ဟုတ်လားဟုတ်ပါတယ်နေပါဦးနေကြပါအောင်ရှင်ကျမနဲ့တွေ့ပြီးမှအားလုံးလုပ်ပါလို့ပြောပေးကြပါကျမတရားရုံးချုပ်ရှေ့နေတယောက်ပါဝမ်းနေပါတယ်ခင်ဗျာဒေါ်စောင်းနှင်းဝေဟာဥပဒေပညာရှင်ဆိုရင်ပို့ပြီးသိပါလိမ့်မယ်
ရှင်ဘာကိုလဲရဲစခန်းမှာရဲတို့ရဲ့ရိုက်နှက်ချင်းချောက်အရက်တိုက်ပြီးဝန်ခံခိုင်းတာမဟုတ်ပဲတရားခံဟာသူ့သဘောနဲ့သူဖြောင့်ချက်ပေးတာဆိုရင်ဘယ်သူကမှတားဆီးပိတ်ပင်ခွင့်မရှိပါဘူးကျမနားလဲပါတယ်ရှင်ဒါပေမဲ့ကျမမောင်လေးဟာဘာကိုမှနားမလဲပါဘူးသူ့ကိုနားလဲသူဆိုလို့ဒီလောကမှာကျမတယောက်တည်းရှိပါတယ်သူနဲ့ကျမတိတ်တွေ့ကြပါတယ်သူကမတွေ့ကြပါဘူးလို့ပြောထားသူကိုကျွန်တော်တို့တွေ့ခွင့်ပေးလို့မဖြစ်ပါဘူးခင်ဗျာပြီးတော့တရားခံဟာတိတ်ပြီးနှုံးခွေစိတ်ဓာတ်ကြနေပုံရတယ်သူစိတ်ဓာတ်ကြနေတာဟာဟုတ်ကဲ့ဝမ်းနေပါတယ်တော့ဆောင်းနှင်းဝေကျွန်တော်တို့မှာတခြားတာဝန်တွေအများကြီးရှိနေပါသေးတယ်အားနာပါကြောင်းယခုလိုအနှောက်အယှက်ပေးရတာကိုဝမ်းနေပါကြောင်းများကိုပြောသင့်မှန်သိပါလျက်နှင့်ပြောနိုင်သည့်စွမ်းအားမရှိတော့ပါပဲရဲရာရှိ၏ရှေးမောက်မှ၎င်းရဲစခန်းဝင်းထဲမှ၎င်းစောင်းနှင်းဝေထွက်လာခဲ့ရသည်ရှင်းတန့်စဉ်ဖြောင့်ချက်ပေးတော့မယ်ဆိုသောသတင်းစကားကသူ့တကူလုံးမှာလဲပတ်နေသောရှိသမျှအင်အားအလုံးကိုဆွဲနှုတ်ပစ်လိုက်သည်သို့ရှိကြ၏ဥပဒေပညာကိုတက်ကြွနားလည်ထားပြီးသားစောင်းနှင်းဝေအဖို့တရားခွင်မှာတန်တရားအကျိုးများအလုံးဆုံးရှုံးရတော့မည်ဖြောင့်ချက်၏အတိမ်အနက်ကိုတိနားလည်ပြီးသားမို့နှလုံးအိမ်သည်ပွင့်ကွဲထွက်မတက်ရှင်းအတွက်လှုပ်ရှားစွာခံစားနေရပါလားရဲစခန်းမှပြန်လာပြီးသည့်ဤနောက်မှာရှင်းခဲ့သို့ပင်ဘသူကိုမှမတွေ့ခြင်းမပြောခြင်းမဆွေးနွေးခြင်းတော့ပါပဲကိုပိုင်ခန်းလေးထဲ၌ဝင်နေဖြစ်ခဲ့သည်မှာယခုနောက်တစ်နေ့နဲ့အာရုံတက်ခံနေသည့်အထီးပင်ညဦးပိုင်းစီကဧကန်းစီမှာဒေါ်လှထူးကသူ၏အတွေ့အကြုံများသူ၏ထင်မြင်ချက်များသူ၏ရဲရှေးမောက်မှအစ်စ်ခံချက်များအားလုံးကိုအားရပါရကြီးပြောပြနေသည်ထိုဝိုင်းမှာလဲစောင်းနှင်းဝေဘာမှဝင်၍မဆွေးနွေးစောင်းနှင်းဝေတခုပဲသိကျင်ပါသည်ဒေါ်တင်စောကိုရှင်ဘာကြောင့်တပ်ပစ်လိုက်ရတာလဲမဝေနဲ့ကင်းကွာနေတဲ့ရက်တွေအတွင်းမှာရှင်ဘာတွေထူးထူးခြားခြားဖြစ်လို့များလဲကွယ်ဒီကလေးဟာမဝေနဲ့အမြဲထီတွေ့ခွင့်ရနေရင်ဒီလိုစိတ်ရိုင်းတွေဘယ်ဝင်ခွင့်ရပါမလဲခုတော့ကိုထွတ်နဲ့စိတ်ဆက်ပြီးမှရှင်းနဲ့တခါမှမစုံဖြစ်ကြသေးအကယ်၍နေ့လေကရှင်းရောက်လာချိန်မှာသူရှိနေလင်အခြေအနေသည်ဘယ်နည်းနဲ့မှဒီလောက်ဆိုးရွားနိုင်မှုဒီလောက်မဆိုးရွားနိုင်ဘူးဟုစောင်းနှင်းဝေပြောရဲသည်မယုံကြည်နိုင်ခြင်းများယွန်ကျိုးမြခြင်းများဖြင့်နှလုံးသားသည်ခန္ဓာရည်မရှိတော့လောက်အောင်အနာတရဖြစ်နေသည်မိုးလင်းလင်ကိုထွတ်ရောက်လာတော့မည်အသက်ခံရသူကကိုထွတ်၏ချစ်လာစွာသောမိခင်တက်လိုက်သူကကိုထွတ်တနာကျင်နာလှသောညီလေးအရင်ကိုထွတ်ဘလို့ဆုံးဖြတ်မလဲကိုထွတ်ဘာတွေဆောင်ရွက်မလဲဟုတ်ကဲ့ပါရှင်စောင်းလေးကိုဒီမှာပဲခိတ္တခဏရပ်နာလိုက်ပါရစေနော်နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ